မင်္ဂလာပါရှင်အခုမနေ့ပြပေးတာလေးတွေကတော့ပန်းပွင့်လော့ကက်လေးတွေပါပြီးတစ်ချက်သားဆွဲကြိုးလေးဖြစ်ပါတယ်ရှင်ချစ်စရာအရန်ကောင်းတယ်နော်ချစ်စရာအရန်ကောင်းပါတယ်တစ်ချက်သားဆွဲကြိုးလေးပါရှင်ပန်းပွင့်လေးတွေပါတယ်အရန်လှတယ်နော်ပြီးလို့ရှိရင်လည်းနောက်ထပ်တစ်မျိုးထပ်ပြပေးပါအောင်မယ်ရှင်အရန်လှတယ်နော်နောက်တစ်မျိုးပြပေးပါအောင်မယ်ကဲဒါလေးကတော့ MC ကျိုးတိုင်းကိုမှအသေးလော့ကက်လေးပါတယ်ကျိုးကတော့တောင်းတောင်းလေးဖြစ်တဲ့အတွက်ဒီလိုမျိုးလက်ပေါ်မှာပဲမမတင်ပြလိုက်တယ်နော်တကယ်လာတယ်နော်ဒါလေးဆိုလေဝယ်လိုက်လို့ရှိရင်လေဘဲမှာကက်ကလေးဖြစ်မှာနော်ပြီးလို့ရှိရင်အသေးလော့ကက်လေးလည်းပါတယ် MC ကျိုးလိုင်းလေးဖြစ်ပါတယ်တစ်ချက်သားဆွဲကျိုးလော့ကက်ပါပေးတာလေးတွေကိုပြပေးလိုက်တာဖြစ်ပါတယ်ရှင်ကဲဒီလိုမျိုးလေးရှင်းပြတော့အရှိရတော့အတူတူလောက်ပဲဖြစ်မှာเนาะကျိုးအရှိရတော့အတူတူလောက်ပဲပန်းပွင့်လေးကြိုက်တယ်ဆိုရင်ပန်းပွင့်လေးနဲ့ယူအသေးလော့ကက်လေးပါတာနဲ့ကြိုက်တယ်ဆိုလို့ရှိရင်လည်းအသေးလော့ကက်ပါတာလေးကိုယူလို့ရပါတယ်ရှင်တစ်ချက်သားလေးတွေဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေလည်းအပ်ပေးပါအောင်ရှင်